là cái này mắng ơi mẹ anh lấy đồ nào tao bảo mà sao mà bắt thầy du lịch mà thầy bắt sao lúc đầu bắt sao lúc đầu thấp bọn này lấy vậy nhưng mà bắt thầy du lịch này là dạy bắt sao lúc đầu dạy là dạy cho tôi đâu mẹ mà anh đừng nói ya chứ là tôi chẳng lấy một ta đó mày ok cô ở đâu tôi biết là anh ta chân lên này theo về chứ mà ha nào đi sai ra nào đi đi sai ra anh mà đi được rồi các con này tôi muốn vậy đấy con chị cứ làm mà đi chị ba mà lúc bây giờ rồi chị lúc bây giờ đấy đi ra đây nó nhái bài em nè nói với khán giả chị đi vào là đi ra đây nó theo chị lúc bây giờ em nèนี่แม่ชิคาตั้งนี่เดี๋ยวมาปาเดี๋ยวสู้งาทางทางคณะใจกองมีดาตะกันกองอ๋อดาตะลงมากองหลังดาပေးတာပေါ့နာမည်ကဘာတူလဲမောင်ပြာမောင်ပြာမောင်လို့မောင်လို့ ဘယ်တော့မှ तू ပထမဆုံးနေ့ကလာအားပေးတာလေ9000နဲ့မှတ်မိလားစိုင်းပြာပဲဖြစ်ပါလေစိုင်းပြာပဲဖြစ်ပါလေကျေးဇူးတင်ပါတယ်ဒီနေ့ပန်းလေးနဲ့လာနှုတ်ဆက်တာပေါ့ကျေးဇူးပါအခုကလက်မှတ်ကြီးကဘောပင်ညပါတော့ထိုးခိုင်းမလို့လားဟုတ်ပါနဲ့ငါကစားလာပြီဘယ်မှာထိုးပြရမှာမကြိုက်တဲ့နေရာထိုးအမလေးကြိုက်တာမကြိုက်တဲ့နေရာဆိုဘယ်ကြောပဲထိုးမယ်ဟိုဘက်ကိုလက်လိုက်ပါစိုင်းပြရဲ့နာမည်နဲ့လည်းလိုက်ပါနဲ့နာမည်ကစိုင်းပြရတယ်နော်ဘောပင်လေးနဲ့ထိုးလာတာဖြည်းဖြည်းပဲထိုးမှာပေါ့ဘယ်သူကရေးရလို့စောင့်ထိုးသူကလည်းဟုတ်ပြီထိုးပေးမယ်ရပြီနော်စိုင်းပြအဲ့မှာထိုးပေးဒီမှာလည်းထိုးကန်ရှင်လို့ဟာရှေ့ရောနောက်ပြီးတော့လိုက်ထိုးပေးလိုက်တာကမှသူ့ရှေ့ကလည်းထိုးကန်နေလို့လေဒီကလွတ်လိုက်တယ်ဟိုကဝမ်းမလီဝဲကန်တော့သူတို့ဘာလာတောင်းမဲ့ပုံစံမျိုးငါကြောက်တယ်တော့ဟိုဘက်ကထိုးရင်နာမှာပေါ့မဲစိုင်းပြဒါမျိုးတော့သိတယ်လားကြောက်ကြတာလေအားကောင်းပေါင်းတဲ့လက်ပြီးထိုးလိုက်ရင်နာမှာပဲလေနော်ရပြီနော်စိုင်းပြလက်လေးကန်တော့မမေးလို့ဒီစစ်တင်လာတယ်အေးမမေ့ပါဘူးမောင်လေးစိုင်းပြဆိုဒီတိုင်းတည်တယ်နော်အဲ့လိုဆိုမအပြားကြီးမှတ်ထားတာဘူးဝဲလာလည်းကြည့်ကြမလို့ရှေ့ကြည့်တယ်လည်းတည်တယ်အပြားကြီးပါပဲသွားတော့ဒါလေးကဖြူထွေးနဲ့သူပြိတ်တဲ့ကြာရုပ်တံဖိုင်လေးပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့ကျွန်တော်ငရှင်ဘေးမှာတော့ခုတော့နော်တေးတွေလာ6လို့အခုညီတောင်းအကိုရုပ်တံနေလို့ဆိုတော့အဲ့ဒါလေးချက်တော့ကြည့်ကြည့်အောင်ဒီလိုနာနာဘာဝတွေလက်တွေ့ဘာတွေမကြည့်အကြောင်းမင်းတို့ကဘာနှောက်ရက်နေလို့ဘာလို့လာနှောက်ရက်တာလဲတို့ကအများကိုကူညီတဲ့အဖွဲ့နော်တို့ကပရိုင်းကြအဖွဲ့ဘာလို့နှောက်ရက်တာချက်တော့လူတွေရှိနေတာတော့တော်တင်ရတာပြောင်းကြီးတယ်ကျွန်တော်မလုပ်သင့်ဘူးနော်ကျွန်တော်အများကောင်းကျိုးလာပြီးတော့မှဆောင်ရွက်ပေးနေတဲ့ကူကျောင်းဝင်းမှာလည်းခက်ခဲတာတွေကိုကျုပ်တို့လုပ်ပေးတဲ့အဖွဲ့သင်တို့ခုလိုနှောက်ချက်တာဟောဟိုတစ်ခေါက်ရတယ်အဲ့ဒါကားဟိုတစ်ခေါက်ရအဲ့ဒါနှောက်ချက်တယ်တကားတို့ဖွင့်လို့ဟိုတစ်ခေါက်ရတယ်ကအပြင်ပိတ်ပြီးအတွင်းပြန်တွန်းပွဲနဲ့ချက်တယ်သင်တို့ဒီလိုမနှောက်ချက်သင့်ဘူးနော်တကားနှောက်ချက်တာကြီးတကားဘာဖြစ်လို့စီးတော့ငါရောက်ကူညီတဲ့အဖွဲ့ကိုခုလိုနှောက်ချက်တော့တို့ပြန်သွားခဲ့ရင်ဒီမှာလုံးဝမဲ့လုပ်တယ်ဘယ်လိုလုပ်မချက်သင်တို့ပြောလို့မရဘူးသင်တို့ပိုဆိုးလာတယ်မချက်ဒီဘုံကတော့ကျွန်တော်ကောင်းတာလုပ်တာတော့မကြည့်ဘယ်လိုနှောက်ချက်လဲချက်တို့လည်းအခုညီတောင်းလာတူပါနော်နှောက်ဆက်တော့မဟုတ်တော့ဘူးနော်လူမပြောနဲ့ဒီလိုနာနာဘာဝတွေလက်တွေ့ဘာတွေမကျေတတ်တာ
မကြီးကျွန်တော်ယောက်ျားလေးကိုအိမ် တစ်ချိန်လေလို့တစ်ချိန်လို့ရှိရင် ဘုရားကျောင်းကမှာဒီမကြီးရောဘုရားကျောင်းကအဲ့ဒါကိုအချိန်အားဖြင့်10နာရီခွဲပဲရှိသေးတယ်မလုံတင်ဘူးမလုံတင်ဘူးတမီးပဲဟုတ်ဟာလေခွတ်ချက်ဟုတ်လူလေဆိုရဘောလုံးအဲ့ဘာကြီးကတက်ငါနောက်ဆက်ချက်ပိတ်ဒီလိုအခြေအနေတွေပေါ့နော်ဟုတ်တယ်ချက်ပိတ်ထားတာချက်ကိုချက်တွေပြုတ်လို့ စိတ်မကောင်းစမ်းမယ်နော်သူ့လည်းနှောက်ဆက်ရတဲ့ဆိုင်ပေါ် ဖြစ်တာကြီးကလက်တွေ့နော်လက်တွေ့တရား ဒီတော့မှလည်းတူရနော် ကျွန်တော်တို့တကယ်ကိုကြအဲ့လိုအခက်အခဲတွေရှိတယ်တရေ6တာကြည့်ကြအောင်ဘုရားကျောင်းကအရေးမှာအကောင်းလေးနော်ကျွတ်ချင်လွတ်ချင်တယ်ဆရာတော်ကြီးအိမ်မက်ဒီပါပေးတော့ကိုပါကူတော့ပေါ့ဘာဖြစ်လို့ဘောလန်တီယာအဖွဲ့တွေလာဒုက္ခပဲဒီကျတော့ဒီထပ်လို့တော့နော်ကောင်းလုပ်ချင်ဒီကောင်ရတော့အာကုလူပေးနေပြီအခုလည်းအမကြီးကျွန်တော်အဖွဲ့အိတ်လို့မရဘူးအကောင်လုံးအိတ်လို့မရတုံတုံနဲ့ဗျာတကားရှိသမျှတကားတုံလောက်နေတော့နေပြီအလုံးမလာရင်နှစ်ခါပြန်တည်ခြင်းပဲတုံနဲ့လုံလို့ကနေမှတကားကြီးသူတို့ဖွင့်လာတာ စတားပါလေတကယ်တော့သူတို့က တောက်လျှောက်ကြီး ကုရင်ကြောင်းလာနေမှာပါနော်နှောက်ဆက်ရတဲ့ဆိုင် သူတို့နှစ်ခါပြန်တည်ခြင်းနေပြီ ဒါလည်းကတော့ငရှင်ဒီမှာတော့ကုနေတော့ကုနေပရက်စီတတ်မှာအကွေတေး6ကန်နဲ့ချက်လေးပေါ့နော်ဆိုတော့အဆုံးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခုလိုဆိုရင်တဲ့ဗီဒီယိုလေးနေ့စဉ်နဲ့ပုံမှန်စပ်ပြီးတော့ကျွန်တော် YouTube channel ကို subscribe လုပ်နေ subscribe လုပ်တော့အားလုံးကျေးဇူးတင်ပါတယ်